ပွဲတော်မင်္ဂလာသုံးဆောင်ဖို့နေရာဆိုတာတော့ကျမ်းစာမှာတိတိကျကျပေးထားတာတော့မရှိဘူးဒါပေမဲ့ကျမ်းစာအရာပေါ့နော်ကျွန်တော်လေ့လာတဲ့အခါမှာဒီပွဲတော်မင်္ဂလာဟာယုံကြည်သူတွေစုဝေးရာနေရာမှာစားကြတယ်ဆိုတာတွေ့ရပါတယ်ပထမပိုင်းမှာဆိုလို့ရှိရင်တော့ဒီယေရုရှလင်မှာမယ်ရီတို့အိမ်ကအစားပေါ့နော်သူတို့ယုံကြည်သူတွေစုဝေးရာနေရာမှာစားကြပါတယ်ပြီးတော့အတင်းတော်ဖြည်းဖြည်းနဲ့တူပွားလာပြီးမှတခြားရရွာဒေသတွေမှာအတင်းတော်တွေရှိလာတဲ့အခါမှာအဲ့ဒီနေရာဒေသတွေအတီးတီးမှာပေါ့နော်သူတို့ကပွဲတော်စားကြတယ်ဖိလိပ္ပိုမြို့မှာအတင်းတော်သူထူထောင်တယ်လီဒီယာအိမ်မှာဝတ်ပြုတယ်ပေါ့နော်အိမ်မှာပွဲတော်တွေစားတယ်အဲ့ဖြတ်မှာဆိုလို့ရှိရင်ပရီစီလာတို့အခွဲလာတို့အိမ်မှာပွဲတော်တွေစားတယ်စုယုံတယ်ပြီးတော့ဒီကောလောသဲမြို့မှာဆိုရင်ဖိုင်လီမွန်ရဲ့အိမ်မှာပွဲတော်တွေစားတယ်စုယုံကြတယ်ပေါ့နော်ဆိုတော့ယုံကြည်သူတွေစုဝေးရနေရမှာစားတယ်ဆိုတာတွေ့ရပါတယ်တမန်တော်ဝတ္ထုအခန်းကြီး20အခန်းငယ်9ကိုကြည့်တဲ့အခါမှာ9ရက်တွင်ပထမနေ့ရက်၌မုံကိုဖဲ့ခြင်းငှာစီဝေးကြသောအခါတဲ့မုံကိုဖဲ့ဖို့ရန်အတွက်လာပြီးတော့မှစီဝေးလာကြတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီမုံကိုဒီပွဲတော်ကိုသုံးဆောင်ဖို့ရန်အတွက်ယုံကြည်သူတွေသူတို့ရှိတဲ့နေရာအသီးသီးကနေတနေရာမှာစုယုံလာပြီးတော့မှအဲ့ဒီနေရာမှာပွဲတော်မင်္ဂလာသုံးဆောင်ကြတယ်ဆိုတာတွေ့ရတယ်ဆိုတော့တူးတပေါက်ပေါ့နော်လှုပ်တဲ့အရာမျိုးတော့မဟုတ်ဘူးဆိုတာတွေ့ရတယ်ပြီးတော့ပါစတာကနေပြီးတော့ပေါ့နော်ဒီနေ့ဖခင်เจ้าကိုမတက်နိုင်တဲ့ယုံကြည်သူတွေစီမှာဟင်းပွဲထမင်းပွဲတွေတော့ပုတ်တယ်လို့ပေါ့နော်ပို့လို့ရတဲ့အရာမျိုးလည်းမဟုတ်ဘူးဆိုတာတွေ့ရတယ်ပေါ့နော်တချို့ပါစတာတွေကပွဲတော်သုံးဆောင်တဲ့နေ့ပွဲတော်စားတဲ့နေ့မှာဆိုလို့ရှိရင်တော့ကောင်းကောင်းတော့ဖခင်เจ้าမှာလုပ်တယ်ဒါပေမဲ့အဲ့ဒီနေ့ဖခင်เจ้าမှာမလာနိုင်တဲ့သူတွေကိုကောင်းကောင်းလေးပက်ကင်လေးထုတ်ထားပြီးတော့သူတို့ကိုပို့ပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုယုံကြည်သူတိုင်းကဒီပွဲတော်စားစီဆိုတဲ့စိတ်နဲ့ပို့တာမျိုးတွေရှိတယ်ကျန်းစာနဲ့ပြန်ချိန်ထူးတဲ့အခါမှာကြတော့ဒီဟာမျိုးတော့တိတ်မကိုက်ညီဘူးဆိုတာတွေ့ရတယ်တကယ်လို့များဖျားနာတဲ့သူမဟုတ်ရင်တော့တက်ကြီးပိုင်းနေပေါ့နော်ဖះเจ้าကိုမလာနိုင်ဘူးပွဲတော်လဲစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဖះเจ้าမှာပွဲတော်စားပြီးတဲ့အခါမှာပါစတာကနေပြီးတော့တခြားဆရာတွေပဲဖြစ်ဖြစ်တင်းထောက်တွေပဲဖြစ်ဖြစ်ယုံကြည်သူတချို့ကိုသူနဲ့ခေါ်သွားပြီးမှအဲ့ဒီဖះเจ้าတက်မလာနိုင်တဲ့သူရဲ့အိမ်မှာပွဲတော်သွားပေးရင်ဒါကျမ်းစာနဲ့ကိုက်ညီမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ယုံကြည်သူတွေစုဝေးရနေရမှာပွဲတော်စားတဲ့အတွက်ကြောင့်ဥပမာဒီမိသားစုမဟုတ်ရင်တော့ဒီမိခင်ကြီးဒီဖခင်ကြီးကဖះเจ้าကိုမလာနိုင်ဘူးသူ့ကိုလည်းပွဲတော်စားစီခြင်းနဲ့ဆိုလို့ရှိရင်တော့ပါစတာကောတင်းထောက်လူကြီးတွေကောယုံကြည်သူတချို့ပေါ့နော်ဖြစ်နိုင်တော့2ယောက်အထက်ပေါ့နော်2ယောက်အထက်တွားပြီးတော့အဲ့ဒီဘုရားကျောင်းတက်မလာနိုင်တဲ့သူရဲ့အိမ်မှာအစီအဝေးပေါ့နော်ဒီဝတ်ပြုခြင်းအစီအစဉ်တစ်ခုပြန်လုပ်ပြီးတော့မှပွဲတော်စားအဲ့ဒီလိုလုပ်ရင်ကျမ်းစာနဲ့အကိုက်ညီဆုံးဖြစ်မယ်ယုံကြည်သူတွေစုဝေးပြီးမှစားတဲ့ပွဲတော်မင်္ဂလာဖြစ်ပါတယ်လို့ဆိုတော့ကျမ်းမာရေးအတွက်လည်းမဟုတ်ဘူးကောင်းကင်ဘုံရောက်ဖို့အတွက်လည်းမဟုတ်ဘူးဒီပွဲတော်ဟာသခင်ယေရှုကိုအောက်မေ့တတိယဖို့ဒုတိယအကြိမ်ပြန်လဲကြွရောက်လာမယ့်နေ့ကိုမျှော်လင့်တော့စိတ်နဲ့ပေါ့နော်သုံးဆောင်ဖို့ဖြစ်ပါတယ်ပြီးတော့မေတ္တာဟာယ communion လဲခေါ်တဲ့အတွက်ကြောင့်ယုံကြည်သူတွေမေတ္တာဟာယဖွဲ့ဖို့လဲဖြစ်တယ်ဆိုတော့ဒီတူတပေါက်ပေါ့နော်ဒီတနေရာမှာသူ့အိတ်ခမ်းထဲမှာပဲဖြစ်ဖြစ်သူတယောက်တည်းကပဲသုံးဆောင်မဲ့အရာမျိုးမဟုတ်ဘူးဆိုတာတွေ့ရတယ်ဆိုတော့ပွဲတော်မင်္ဂလာဘယ်နေရာမှာသုံးဆောင်ရမလဲယုံကြည်သူတွေစုဝေးရနေရဆေးရုံမှာလားလက်ဖက်ရည်ဆိုင်မှာလား
ဒီဘောလုံးကွင်းနားမှာလားပေါ့နော်နေရာတော့ဘယ်နေရာမှာဆိုရတယ်ဒါပေမဲ့ယုံကြည်သူတွေစုဝေးပြီးမှဝတ်ပြုခြင်းအစီအစဉ်တခုလေးလုပ်ပြီးတော့ပွဲတော်စားဖို့အဲ့ဒါကျမ်းစာနဲ့အခိုင်အညီဆုံးဖြစ်ပါတယ်တကယ်ဒီ Sunday worship ကျွန်တော်တို့ကတော့အဲ့ဒီဘုရားကျောင်းတနင်္ဂနွေနေ့မှာဘုရားကျောင်းတွားပြီးတော့မှဝတ်ပြုခြင်းအစီအစဉ်တွေလုပ်တာ worship လို့ခေါ်ကြပါတယ်ဒါမဲ့ကျမ်းစာမှာကြတော့အဲ့ဒီ Sunday နေ့မှာဝတ်ပြုကိုးကွယ်တာတကယ်တခါမှပေါ့နော် worship လို့မခေါ်ဘူးကျမ်းစာမှာ worship လို့ခေါ်တဲ့အရာက24 hours a day ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့24နာရီအသက်ရှင်ခြင်းခရစ်တော်အတွက်အသက်ရှင်တာကို worship လို့ခေါ်ပါတယ်စားတွေဖြစ်စေတောက်တွေဖြစ်စေလုပ်တဲ့အရာတိုင်းအရာအားလုံးဟာဘုန်းတော်ထင်ရှားဖို့ပေါ့နော်ပြီးတော့ living sacrifice ဆိုပြီးတော့မှယောမအခန်းကြီး7မှာပြောထားတဲ့အတိုင်းပေါ့နော်အသက်ရှင်ခြင်းရစ်ကိုပူဇော်ဆက်တာဖို့ဖြစ်ပါတယ်အဲ့ဒါဟာ worship လို့ခေါ်တယ်တနင်္ဂနွေနေ့ဘုရားကျောင်းတွားတာဟာတခါမှ worship လို့မခေါ်ဘူးယုံကြည်သူတွေကဘာအတွက်တွားတာလဲ worship လုပ်ဖို့တွားတာမဟုတ်ဘူးပွဲတော်စားဖို့တွားတာဘယ်ဟိုတွားတာလဲယုံကြည်သူတွေစုဝေးတဲ့နေရာမှာတွားပြီးတော့မှပွဲတော်တွားစားတာဖြစ်တယ်ဒါကြောင့်နေရာအတိအကျကျမ်းစာကမဖော်ပြပါဘူးဒါပေမဲ့ယုံကြည်သူတွေစုဝေးရနေရာမှာစားဖို့ဖြစ်ပါတယ်မလာနိုင်တော့သူတယောက်ယောက်ရှိတယ်သူကိုလည်းစားစေခြင်းနဲ့ဆိုလို့ရှိရင်သူ့စီမှာယုံကြည်သူတွေတွားပြီးတော့မေတ္တာရတွားဖွဲ့ပြီးတော့ပွဲတော်တွားစားဖို့ဖြစ်မယ်လို့ကျွန်တော်ကျမ်းစာအဖြစ်ဒီလောက်နဲ့ဒီမိခွန်းကိုဖြေကြားခြင်းပါတယ်ဘုရားသခင်ရောက်စေတိုင်းကောင်းချီးပေးပါစေ